ရင်မနေ့ရှင်းနိုင်နေစားပြီးရှောက်ခဲ့ရအခုဒီဟိုပါပေါ့နော်ဖတ်တင်ကို330ရောက်ခဲ့ပေါ့နော်ယူမင်းတို့အခုကမနေ့9နာရီကျော်သွားပြီပေါ့နော်ယူမင်းတို့ဒီနေ့ဟိုဟာစုခရီဆိုရဲရွာလေးမှာလာအိတ်တာပေါ့နော်ဒီမှာတဲရပါတရားကဲဆောက်တွေကကျတော့ဒီမှာအလကားအိတ်လို့ရပါဘောနော်အစားတောက်မှာစားပေးရပါဘောနော်အဲ့လေးတော့ရှိရယ်အခုဒီနေရာကနေပြီးတော့မျိုး trekking စားလျှောက်မယ်ဒီနေ့ကတော့8နာရီလျှောက်ရမယ်လို့ပြောရပါဘောနော်ဒီအသက်လေကာတက်တွေလည်းရှိမယ်အပြည့်တွေလည်းရှိမယ်ဘယ်လိုလာမလဲတော့မသိဘူးခိုင်ကတော့အဲ့လိုမျိုးတော့ပြောတယ်အဲ့ဆိုတော့ဒီနေ့လမ်းစလျှောက်ပါပြီဒီစုခရီဆိုတဲ့ရွာလေးကနေလမ်းလျှောက်မှာဖြစ်ပါတယ်ဒီကဒီတန်ကီခေါ်ဒီအဲ့ဒီလေးနဲ့ပဲတို့တဲ့ရပါတော့။အော် Hello Hello Hi ခွာဟိုတယ်နဲ့ထွက်လာပါတော့။တောက်လျှောက်ကြီးတောင်တက်ခဲ့ရခုလေဆက်တက်ပါမယ်ပြေးချင်းသွားနေရပါတော့ဒါရကိုရဖွဲ့ပါဒီရေကတော့မြန်ပြန်သွားနေရနုဖလာN U P L Aနုဖလာ Okay အဲ့တော့တောင်ကနေလာခဲ့ရပါတော့ပြည့်ပေးလန်းနေကွေးပတ်ပြီးလာခဲ့ရအခုတော့ဒီဘက်ကိုဆက်တက်ရမှာဖြစ်ပါတယ်အပေါ်တောက်လျှောက်တက်လာပြီးတော့လေအခုဒီလိုရှုခင်မျိုးမြင်ရတယ်ပေါ့နော်ရေခဲတောင်နေနဲ့ဒီလိုစိမ့်ဆိုတစ်ပင်နဲ့မြင်ရတအားလာတယ်ဒီလား trekking ကိုလေတွားရတာမောပေမဲ့မမောဘူးလို့ပြောရမယ်အနေထားတောင်ဖြစ်တယ်မင်းတို့ဆက်လျှောက်လာပြီးတော့ဒီ way to Lukla နဲ့ way to Sukri ဆိုလမ်းခွဲကိုရောက်တယ်ပေါ့နော်ဘာလို့လမ်းခွဲလေးရှိရလဲဆိုရင် flight နဲ့လာတဲ့လူတွေကြတော့ဒီ Lukla ကနေပြီးတော့လာတာဖြစ်ပြီးတော့ဂျစ်ကာနဲ့သွားတဲ့လူကတော့ Sukri ကနေလမ်းစလျှောက်လာတာဖြစ်ပါတယ်ခုလမ်းလျှောက်နေနဲ့ဒီနေရာရေခဲတောင်ကတော့တွန်ဘီလာတဲ့ guide ကတော့ပြောနော်တွန်ဘီလာရေခဲတောင်နဲ့ကိုရီးယား guideအခုကလမ်းအစပဲရှိသေးတယ်ပေါ့နော်လမ်းတော့တော့မဟုတ်သေးဘူး Hello ဒီဘက်ရှက်သွားပြီ Here Hi ဒီမော加油အခုလမ်းဘယ်လောက်လဲအခုကလမ်းရဲ့အဲဘုံတပုံတော်ရှိပါဦးမလား加油စပဲရှိသေးတယ်နော်ဟုတ်ပါ你要回家吗？还没到一半，你要回家吗？အန်ဒီရောပါတယ်အန်ဒီ fighting နောက်ထပ်2ယောက်ကမလာသေးဘူး2ယောက်နောက်ထပ်2ယောက်စောင့်နေကိုဒီကနေပြီးတော့ဆက်လျှောက်သွားမယ်ဒီလက်စားစားမလို့တစ်ချက်နားတာပါ17-15ဖြစ်သွားပါပြီလက်စားဒီနေရာလေးဆိုလို့ရှိရင်လေဒါထမင်းစားနာတဲ့ဆိုင်လေးပေါ့နော်အဲ့ဆိုင်လေးရဲ့ဘေးနားလေးမှာလေအခုလိုမျိုးလေးပဲသူတို့ရဲ့ဒီ Cosmo Pan လေးတွေနဲ့အများကြီးစိုက်ထားရပေါ့နော်တအားလာဒီလားအဲ့နားမှာအေးဆေးထိုင်ရလေတကယ်လောကကြီးတစ်ခုလုံးကိုမိသားသလိုပဲဒီလားတဘာဝရှုခင်းနေရလေလုံးဝလာတယ်ထ
မင်းစားပြီးတော့ခုလမ်းပြန်လျှောက်လာတာပေါ့နော်။ဒါပေမဲ့လျှောက်လာတာနိုင်ဝက်လောက်တော့ရှိပြီအခုလိုမျိုးပဲရွာတွေကိုဖြတ်ပြီးသွားတယ်။ရွာလီကားတွေတက်တယ်ရွာလီကားတွေဆင်းနေပေါ့နော်။အတက်ဆင်းလေးတော့ရှိတယ်ဒီနေ့အတက်ဆင်းလေးတော့ခက်ပါပါပဲပေါ့နော်။ဒါအခုလျှောက်လာနိုင်ဝက်ရှိပြီဒီအခုချိန်ကြီးတော့ကောင်းကောင်းပေါ့နော်။သွားနိုင်နေသေးရဲ့။စင်ပြနေသေးရဲ့အခုချိန်ကြီးထွက်ကြရအောင်မပင်ပန်းနေဘူးပေါ့နော်။ကျန်းမနဲ့အကောင်လားရောက်သွားပါစေဆိုတော့ဒါလေးတာရအောင်မယ်ဒီလိုတော့ချက်ရဆက်မိတာကိုရောက်နေပါပြီဟာတင်That is our destination. Yes. Huh? We reach. We arrive. Okay. อันนี้ฮอตเทลရောက်တော့မယ် Chef, you know? Hi ဒီနေ့ first day of trekking เนาะဒီနေ့ပထမဆုံးလမ်းလျှောက်တာလीเนาะလမ်းလျှောက်တာဟိုဟာ And then we came. ဘာနေထွက်မနေ့7နိုင်နေစပြီးလျှောက်ခဲ့ရအခုဒီဟိုဟာပေါ့เนาะ fatting ကို330ရောက်ခဲ့ပေါ့เนาะယူမင်းတို့ Yeah, usually လမ်းမှာ 25, ဟိုဟာလောက်တော့နားခဲ့တယ်ထမင်းစားရင်းနဲ့နာရီပတ်ဝန်းကျင်လောက်တော့နားခဲ့တယ်ဒါမဲ့ဒီနေ့တရက်တာအတွက်တော့ရှောက်နိုင်ပါသေးတယ်နော်စင်ပြေပါရှောက်ခဲ့အခုကဟိုတယ်မှာရောက်နေပြီအခုခဏနားပြီးတော့ဒီတော့ချုပ်ပြီးတော့ဒီနာစားပါတော့မယ်ဒီနာမစားခင်လေရေမတို့တဲတဲ့ဟိုတယ်လေးတစ်ချက်လိုက်ပြချင်လို့ပေါ့နော်ဒီဟိုတယ်လေးကလေလုံးဝချစ်စရာလေးဒီလိုရှောက်လန်းဘေးနှစ်ဖက်မှာဆိုရင်ဒီ Cosmo ပန်းလေးရှိရပေါ့နော်အပန်းပန်းလေးတွေစိုက်ထားရတယ်ပြီးတော့မြက်ခင်းပြင်လေးရှိတယ်ပြီးတော့သူတို့ရဲ့ထုံးစံတိုင်းပေါ့နော်ဒီပေါ်မှာအမြဲတမ်းတွေ့နေရတယ်ဒီလိုဆွတောင်းအလံလေးတွေကိုစိုက်ထားတာပေါ့နော်တကယ်ဒီလားဒီရဲ့ဟိုတယ်လေးကလေချစ်ဖို့ကောင်းပြီးအေးချမ်းနေရောပဲဒီမှာနားတဲ့အဲ့လို foreigner တွေဆိုလည်းအများကြီးရှိရယ်ကိုရီအဖွဲ့ဆိုလည်းအုပ်စုလိုက်ကြီးပြောစရာကြီးပေါ့နော်မောတော့မောပြီမေလုံးဝမောတဲ့ trekking day one လေးဖြစ်ပါတယ်ဒီ hotel မှာမင်းတို့ဒီညအိပ်ပြီးတော့နောက်နေ့မနက်ကျရင်ထပ်ပြီးတော့လမ်းလျှောက်ရမှာဖြစ်ပါတယ်ညစာကိုတော့ထုံးစံအတိုင်းဓာတ်ပတ်ပဲစားရပေါ့နော်ဓာတ်ပတ်စားမှာပဲဖိုက်ဝါရလို့ခံစားရလို့ပါဟိုင်ရမင်းမှာဒီနေ့ရမင်းတို့ Banting ဆိုရဲရွာလေးကိုရောက်နေတာပေါ့နော် Everett region မှာရှိရဲ့ရွာလေးကိုဒီနေ့လမ်းလျှောက်လာပြီးတော့တညအိတ်တယ်ပေါ့နော်ညအိတ်နေတဲ့ရွေးစောက်လေးတဲလာရပေါ့နော်ဒီစောက်လေးတဲလာတယ်ဒါလေးဖက်ရင်းနဲ့မှာဘာစောက်လဲဆိုတော့ဒေါက်တာအောင်စေးနေရဲ့အတွင်းမလွန်နဲ့ဆိုတဲ့စောက်လေးတဲလာပေါ့နော်ဒါတော့ဒီမြဒီ Arab base camp ကိုလာရင်းနဲ့မှာတဲခဲ့တဲ့စောက်လေးပေါ့နော်တရက်ကိုနည်းနည်းချစ်စီတော့ဖက်ပြီးတော့မှလမ်းနင်းလုပ်နေရပေါ့နော် effective ဖြစ်မဖြစ်တော့ဒါအကူကိုတိုင်းပဲဆုံးဖြတ်ရမှာဆိုတော့ဖက်ကြည့်ပါတနေ့စောက်လေးBye bye အားလုံးပဲ bye bye နောက်ထပ် day 2 vlog မှာထပ်တွေ့ကြမယ်နော်